င်္ဂလာပါ English for Learners YouTube channel နေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာတော့မိခဲ့ဘူးသမျှမိခွန်းဟောင်းတွေကတည်စရာမှတ်သားစရာတွေကိုထုတ်နှုတ်တင်ပြဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကအင်္ဂလိပ်စာကိုလေ့လာနေတဲ့ grade 12စာကိုလေ့လာနေတဲ့ကျောင်းသူကျောင်းသားဒီအားလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ဆိုတော့သင်ခန်းစာလေးကိုအခုပဲစတင်လိုက်ရအောင်ဆိုတော့ပထမအဆုံးအနေနဲ့ဒီမှာဆိုလို့ရှိရင် grammar တစ်ခုနဲ့စလိုက်မယ်ဆိုတော့ grammar က the library has many books it is a paradise for avid readers join the citizens using search that ဆိုတော့ search that နဲ့ဆက်ခိုင်းတယ်search that နဲ့ဆက်ခိုင်းတယ်ဆိုတော့ဒီသူ့ရဲ့အဖြေကိုမပြောခင်so that said that ပတ်တယ်လေးကိုတစ်ချက်လောက်ပြင်ပြီးတော့နှွှေးကြည့်အောင်ဆိုတော့ so that said that ပတ်တယ်ကcause effect ပေါ့နော်ဒါကိုဖော်ပြခြင်းတဲ့အခါမှာဒီပတ်တယ်ကိုသုံးတယ်ဒီရှေ့မှာအကြောင်းတရားရေးပြီးတော့ that ရဲ့နောက်မှာသူဖြစ်လာနိုင်မဲ့အကျိုးတရားတွေကို result တွေကိုရေးတယ်ပေါ့နော်ဆိုတော့ result ကိုဖော်ပြခြင်းတဲ့အခါမျိုးမှာဒီ pattern တွေသုံးတယ်အဲ့တော့ search tab လေထူနေ၎င်းပဲအဲ့တော့ that ရဲ့နောက်မှာဒါ result ကိုဖော်ပြတဲ့ဝါကြရေးမယ်ရှေ့မှာအကြောင်းတရားဝါကြရေးမယ်သူသုံးတဲ့ပုံစံကso that ကြားထဲမှာဘာတွေရှိမှလဲဆိုတော့ adjective သို့မဟုတ် adverb လိုက်မယ်အဲ့တော့ so adjective သို့မဟုတ် so adverb တစ်ခုခုလာမယ်ပေါ့နော်အဲ့တော့ that ရဲ့နောက်မှာresult ရေးမယ်ဆိုတော့ဒီပုံစံကဒီနေရာမှာသုံးထားတယ် report ကြမှာသုံးထားတယ် so ကဒါ adverb အနေနဲ့သုံးထားတယ် adverb အနေနဲ့သုံးထားတယ်ဒါကြောင့်မလို့adverb က adjective ကိုအထူးပြုလို့ adverb က adverb အချင်းချင်းကိုလည်းအထူးပြုတယ်ဆိုတော့ဒီမှာ so ရဲ့အဓိပ္ပာယ်က very extremely အလွန်လို့အဓိပ္ပာယ်ရတယ်အလွန်ပူတယ်အလွန်ခက်ခဲတယ်အလွန်နာကြီးတယ်အစားချစ်တဲ့ပြင်ပေါ့နော်ဆိုတော့နောက်တစ်ခုသိထားမှာကအဲ့တော့ဒီ so ကdeterminer တွေဖြစ်တဲ့ many much few little ဒါတွေနဲ့တွဲတယ်ပေါ့နော် so many so much so few so little ဆိုတော့ဒါက so ကဲနောက်တစ်ခုက such အဲ့တော့ such ကကြတော့သူ့နောက်မှာဘာလိုက်လဲဆိုတော့ an adjective noun ဆိုတော့ an adjective noun ဆိုတာဒါ noun phrase ကိုပြောတာပါဆိုတော့ a adjective noun သို့မဟုတ် an adjective noun ဒါ countable noun အတွက်ပေါ့နော်အဲ့ uncountable noun သို့မဟုတ် plural nouns အတွက်ဆိုလို့ရှိရင်ရှေ့က an မပါတော့ဘူး adjective noun အများ plural nouns တလူရေးမယ်ပေါ့နော်ဆိုတော့ဒီမှာဒီ search ကဒီဝက်ကြမှာဘာအနေနဲ့သုံးတာလဲဆိုတော့ predeterminer အနေနဲ့သုံးတာ predeterminer determiner ရဲ့ရှေ့မှာရေးရဲ့ determiner ပေါ့နော် predeterminer သုံးတယ်အဲ့တော့ဒီ search က noun phrase ကို modify လုပ်တယ် noun phrase ကိုအထူးပြုတယ် so ကကြတော့နောက်မှာရေးထားတဲ့ adjective ကိုအထူးပြုသလို adverb ကိုအထူးပြုတယ်ဒီ search ကကြတော့ noun phrase ကိုအထူးပြုတယ်ဒါကြောင့်မလို့တရှိဒီဆိုတဲ့ determiner ကိုဒီမှာမသုံးဘူးဘာကြောင့်လဲဆိုတော့တူးနေလို့ပေါ့နော်အဲ့တော့ဒီတရှိဒီဆိုတာလည်းပဲဒီရဲ့နောက်မှာရေးမယ် noun ကိုတိတိကျကျဖော်ညွှန်းတဲ့နေရာမျိုးမှာသုံးတယ်တရှိဒီရဲ့နောက်မှာရေးထားတဲ့ noun ကိုဒီကတိတိကျကျညွှန်းဆိုတယ်နေရာမှာဒီကိုသုံးတယ်အဲ့တော့ search ဒီမှာသုံးထားတဲ့ search ကလည်းပဲထူးနည်း၎င်းပဲနောက်မှရေးထားပဲ noun သို့မဟုတ် noun phrase ကိုဖော်ညွှန်းတဲ့နေရာမှာအထူးပြုတဲ့နေရာမှာဒီ search ကိုသုံးတာဖြစ်တဲ့ကြောင့်မလို့အသုံးပြုပုံချင်းတွားပြီးတော့တူးနေတယ်ဒါကြောင့်မလို့ an ကိုပဲသုံးတယ် THD ကိုမသုံးဘူးပေါ့နော်အဲ့ဒီချက်လေးသိထားရမယ်ဆိုတော့ဒီ search က predeterminer ဖြစ်တဲ့Cambridge Dictionary ထဲမှာသူဘယ်လိုရေးထားလဲဆိုတော့ search ကို use before noun or noun phrase to add emphasis
အဲ့တော့အထူးပြုဖို့အတွက် noun သုံးဖို့ noun ရဲ့ရှေ့မှာဒီ such ကိုသုံးပါတယ်တဲ့ဆိုတော့ such ကသူ့နောက်မှာရေးထားတဲ့ noun ကို emphasis လုပ်တယ်အထူးပြုတယ်ဒါကြောင့်မလို့ဒီရှိသည်ကိုမသုံးဘူးဒီရှိသည်ကလည်းပဲသူ့နောက်မှာရေးထားတဲ့ noun ကိုတိတိကျကျဖော်ညွှန်းဖော်ပြတဲ့အတွက်ကြောင့်မလို့အသုံးပြုဖို့ချင်းသွားထပ်နေတယ်ဒါကြောင့်ဒီရှိသည်ကိုမသုံးဘူးဒါတစ်ချက်နောက်တစ်ခုကတော့ဒီ such က many much few little ဒါတွေနဲ့တွဲပြီးတော့သုံးလို့မရှိဘူးအဲ့ဒါတွေနဲ့တွဲပြီးမသုံးဘူး many much few little ကစိုးနဲ့ပဲတွဲပြီးသုံးတယ်အဲ့တော့ such နဲ့တွဲပြီးတော့မသုံးဘူးဆိုတော့ဒီတစ်ချက်ကိုသိထားမယ်ဆိုလို့ရှိရင်စောနာ question ကိုဖြေလို့ရပါတယ်ဆိုတော့စောနာ grammar question လေးကိုပြန်ပြီးတော့ကြည့်ကြည့်အောင်ဆိုတော့ဒီမှာသူကဘယ်လိုရေးထားလဲဆိုတော့ the library has many books ဒီစာကြည့်တိုက်ကစာအုပ်အများကြီးရှိတယ် it is a paradise for avid readers စာဖတ်တာစိတ်အားထက်သန်တွေစာဖတ်ဝါသနာရှင်တွေအတွက်ဒါကကောင်းကင်ဘုံလိုနေရာတစ်ခုဖြစ်ပါတယ်ဒါ result ကိုရေးတာရှိရတဲ့အကြောင်းတရားသွား search that နဲ့ဖြေခိုင်းတယ်ဒါကြောင့် search that နဲ့ရေးမယ်ဆိုလို့ရှိရင်ဒီ many ကိုသုံးလို့မရဘူးအဲ့တော့ many နေရာမှာတခြားသောစကားလုံးပြောင်းပြီးသုံးပြီးမယ်ဆိုတော့ many နေရာမှာသုံးလို့ရလဲဆိုတော့ a lot ကိုသုံးလို့ရတယ်ဆိုတော့ a lot ကလည်းပဲ many လိုမျိုးပဲ many လိုမျိုးပဲပေါ့နော်a lot ကဒါ informal မှာအသုံးများတယ်ပေါ့နော်ဆိုတော့ a lot နဲ့ search နဲ့တွဲပြီးသုံးတယ်ဒါကြောင့် many အစား a lot ကိုသုံးပြီးပဲပေါ့နော်ဒါကြောင့်သူ့ရဲ့ဖြေကဘယ်လိုဖြစ်မှာလဲဆိုတော့ the library has such a lot of books စာကြည့်တိုက်ကစာအုပ်တော်များများရှိတယ်ဒါကြောင့် it is a paradise for avid readers စာဖတ်ဝါသနာရှင်တွေအတွက်နိဗ္ဗာန်ဘုံတစ်ခုဖြစ်ပါတယ်ကဲနောက်တစ်မျိုးဖြေလို့ရသေးတယ်ဒါကြောင့် a lot မသုံးဘဲနဲ့ဘာသုံးလို့ရလဲဆိုတော့ a wide variety of books wide variety of books စာအုပ်အမျိုးအစားစုံလင်နေစာအုပ်တော်များများရှိတယ်ဆိုတော့ဒါကိုသုံးလို့ရပါတယ်ဆိုတော့ဒီမှာ typing error ဖြစ်နေတယ်ဒီမှာဒီ has နောက်မှာ search ပါရမှာပေါ့နော်ဒီမှာကြံခဲ့တယ် the library has such a wide variety of books စာကြည့်တိုက်ကစာအုပ်ပေါင်းစုံမျိုးစုံရှိတယ်ဒါကြောင့်စာဖတ်ဝါသနာရှင်တွေအတွက်လောကနိဗ္ဗာန်ဘုံတစ်ခုဖြစ်ပါတယ်ပါပြီဒီမှာဒီ grammar လေးမှာတည်စရာမှတ်စာကso တဲ့ many much few little တွဲပြီးတော့ such နဲ့ many much few little မတွဲဘူးအဲ့ဒါလေးကိုမှတ်ထားအောင်ပေါ့နော်ဒီ grammar အတွက်တတိပြုစရာအချက်ကအဲ့ဒါဖြစ်ပါတယ်ဟုတ်ပါပြီဒီ grammar ရပြီဆိုလို့ရှိရင်နောက် grammar တစ်ခုကိုကြည့်ကြည့်အောင် many students came to the farewell dinner ဆိုတော့ဒီမှာလည်း many ကိုသုံးထားတယ်ကျောင်းသားတော်တော်များများကနှုတ်ဆက်ညစာဝဲကိုရောက်လာခဲ့တယ် we couldn't get a seat ငါတို့ထိုင်ကုန်နေရာမရနိုင်ဘူးဆိုတော့ဒီမှာကျတော့ join the sentences using so that ဆိုတော့ဒီမှာ s ပုံနေရပေါ့နော် type ရတာဖြစ်နေတယ်ဆိုတော့ဒီမိကုန်းကကျတော့ so that သုံးဖို့ set that နဲ့သုံးပြီးတော့ဖြည့်ပေးပါတဲ့အဲ့တော့ဆောနာအချက်ကိုသိတယ်ဆိုလို့ရှိရင်ဒီမိကုန်းကလွယ်ပြီဆိုတော့ many ပါတဲ့အတွက်ကြောင့်မလို့အဲ့တော့ such တက်ကိုမသုံးဘူး so that နဲ့သုံးပြီးတော့ဖြည့်လို့ရတယ်အဲ့တော့ so many တွဲတယ်ပေါ့နော်ဆိုတော့ so many တွဲပြီးတော့ဒီဝက်ကြောက်ဖြည့်လို့ရတယ်အဲ့တော့ such that နဲ့ဖြည့်မယ်ဆိုလို့ရှိရင်တော့such နောက်က many လိုက်ပြီးတော့ရေးလို့မရဘူးပေါ့နော်အဲ့တော့ so that ဆိုတော့ပြင်စရာမလို many ရဲ့ရှေ့မှာ so ထည့်လိုက်အောင်မယ် so many students came to the farewell dinner that we couldn't get a seat ဒီဗီဒီယိုလေးမှာပြပြခဲ့တာso that set that မှာတတိထားစရာအချက်တစ်ချက်ကိုဖော်ပြခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကအကျိုးကြည့်တယ်ဆိုလို့ရှိရင် like and subscribe comment share လုပ်ခဲ့ပေးပါလို့တောင်းဆိုရင်းနဲ့ဗီဒီယိုလေးကိုဒီမှာပဲညှိနှိုင်းခွင့်ပြုပါ